Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအပြစ်တိုင်းဒီ tip page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကိုချင်းကိုတိုင်းအကြိုက်ဆုံးဘောလုံးပွဲ၅ပွဲကိုကျွန်တော်ရွေးချက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် TikTok page လေးရပေါ့နော်အကောင့်လေးပြတ်သွားတယ်ပေါ့ဗျာဒီဘာကြောင့်လဲမသိဘူးဗျာကျွန်တော်ဒီခြေသဘောတရားတွေပါလို့လားဘာလားမသိဘူးနှစ်ကောက်ရှိစက်တိုက်ပြတ်တာဗျာကျွန်တော်နည်းနည်းခြေနေကောင်းအောင်လုပ်ပေးနိုင်ခဲ့ပြီမဲ့လဲစက်တိုက်အကောင့်လေးကြာနေပေါ့နော်ဒါလက်ရှိကျွန်တော်အစ်စ်တင်မဲ့အကောင့်လေးမှာfollow ပြန်ပြီးမှ follow လုပ်ပေးကြဖို့မြတ်တာရက်ခံချင်ပါတယ်ကျွန်တော်အကြိုက်ဆုံး၅ပွဲလေးကိုကျွန်တော်ရွေးထုတ်သွားပြီးမှဖြစ်ပါတယ်ဒီနေ့ပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ဂျားရက်မှာဆိုပေမဲ့ကျွန်တော် Premier League ပွဲတွေရှိတယ်ကျန်တဲ့ league တွေကတော့ cap ပွဲတွေကန်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် Premier League မှာကဒီနေ့ပထမဆုံးရွေးချက်ပေးမဲ့ပွဲစဉ်တွေကတော့ Wolf နဲ့လက်ပါဘူးပေါ့နော် Wolf နဲ့လက်ပါဘူးဆိုရင်ကျွန်တော်တို့Wolf ဆိုတာကတန်းစင်းဖို့တေချာတလောက်ရှိနေတဲ့အသင်ဗျာသူ့မှာဖိအားမရှိတော့ဘူးဒါပေမဲ့သူနောက်ဆုံးကန်ခဲ့တဲ့အိမ်ကွင်းနှစ်ပွဲဇက်မှာပေါ့နော်ကျွန်တော်တို့ဗီလာနိုင်နဲ့အာဆင်နယ်ကိုတေချာနိုင်တဲ့အထိခြေစွမ်းမာကြောနေတဲ့အသင်ဘာမဆိုပေါ့နော်ဖြစ်သွားနိုင်တဲ့အသင်လို့ပြောလို့ရတယ်သူရဲ့ဘယ်လိုပြောမလဲတန်းစင်းဖို့တေချာနေပြီသူတို့မျှော်လင့်ချက်မရှိတော့ဘူးဒါပေမဲ့ဒီတန်းစင်းဖို့တေချာနေတဲ့အသင်ကဂျန်နယ်လိတွေလို့မဟုတ်ဗျာပရီးမီးယားလိမှာကတော့နည်းနည်းအသင်းကြီးတွေကိုလည်းဒုက္ခပေးတယ်အလဲလက်အသင်းတိုင်းအောင်ဒုက္ခပေးနေတဲ့အသင်းဆိုလည်းမမားဘူးဗျဒီလားလီဗာပူးကလည်းတွားကြည့်လိုက်ရင်ကျွန်တော်တို့ပြိုင်ပွဲစုံပေါ့နော်၄ပွဲဆက်အနိုင်ပွဲရရှိမှုနဲ့သူတို့ရဲ့ခြေစွမ်းခြေစာကိုပြန်လဲတက်မှတ်နိုင်ပြီလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုတွားကြည့်ရမှာလီဗာပူးဆိုရင်အဝေးကွင်းမှာသူပေါ့နော်နှစ်ပွဲဆက်အဝေးကွင်းမှာဆိုခက်ခဲပြိုင်ဘက်တွေကိုအနိုင်ယူထားရတယ်တကူဆိုတဲ့ကတ်နိုင်တဲ့အနိုင်ရလက်တွေနဲ့ပဲနိုင်ထားတယ်ဆန်ဒါလန်နဲ့ပွဲမှာရော Nottingham Forest ပွဲမှာရော 0-1 ဆိုတဲ့ရလက်တွေနဲ့ပဲကျွန်တော်ပွဲပြီးထားတာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီတွေ့ကြအောင်ပေါ့နော်ဒီပွဲอ่ะပေါ့နော်ကြည့်ရင်တော့လီဗာပူးဂိုးသွင်းနိုင်ပါမလားဝူဖ်ကလည်းခံမဲ့အသင်းဆိုတော့ဂိုးအောက်ကြိုက်လိမ့်မယ်ကျွန်တော်တို့ဒီပွဲကိုလီဗာပူး body လေးပဲရွေးချင်တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ return မိနေတဲ့အရာကိုဆက်ပြီးမှဖိအားပေးဖို့အတွက်သူတို့ချန်ပီယံလိဝင်အတွက်လည်းမျှော်လင့်ချက်ရှိတာဖြစ်တဲ့အတွက်သူတို့အားစိုက်ပြီးကန်မယ်လို့ထင်တယ်ဘာပဲပြောတိုက်စစ်မှာလည်းဂိုးသွင်းခြေစွမ်းခြေစားတွေရှိနေပြီဖြစ်တဲ့အတွက်ဘာပဲပြောဒီပွဲမှာပေါ့နော် Wolf နဲ့ပွဲမှာလည်းလီဗာပူး Z2 လောက်နဲ့ပြီးသွားမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ပေါ့နော်ဒါကျွန်တော်ပထမဆုံးကြိုက်တဲ့ပွဲစဉ်လေးပါနောက်တစ်ပွဲကတော့ကျွန်တော်တို့ကိုပါဒလေးဖလားပွဲစဉ်ပေါ့နော်ဘာစီလိုနာနဲ့အက်တလက်တီကိုနည်းနည်းတော့ဒိန်းချဖြစ်တယ်ဗျနည်းနည်းတော့ဒိန်းချဖြစ်တယ်ဆိုတာကဒီပွဲကပထမကြော်တော့ကအက်တလက်တီကိုက 4-0 ဆိုတဲ့ရလဒ်နဲ့ပြတအနိုင်ရရှိထားတယ်အဲ့ဒီအတွက်ကြောင့်ဘာစီလိုနာကဒီပွဲမှာသူတို့ဂုဏ်သိက္ခာအတွက်မထူးဆက်ခင်းလာမယ်အနေထားလက်ရှိတီကိုကလည်းကျွန်တော်အရင်တုန်းကလိုဗျာတကူရန်ပိတ်ကန်တဲ့အသင်းမဟုတ်တော့ဘူး counter transition တွေကနေဂိုးရနိုင်တဲ့အသင်းကြီးရကျင်လဲဘာစီကတင်းနှုတ်40ပေးထားတယ် Atletico ဂိုးပေါင်းဈေးကကြတော့4ပေါင်း30ပေါ့နော်သူတို့နောက်ဆုံးတွေးချိန်မှု5ချိန်မှာ4ချိန်ကနှစ်သင်းပေါင်းတွင်းကို4ချိန်ထိ4ဂိုးထိရှိခဲ့တာဖြစ်တဲ့အတွက်ဂိုးပေါင်းဈေးကလည်း4ပေါင်း30ဆိုတဲ့ကြီးကိုဖွင့်လှစ်ထားတယ်အဲ့အတွက်ကြောင့်ဒီကြီးရတာပေါ့နော်အပြောင်းလဲမရှိဘူး4ပေါင်း30 4ပေါင်း20လောက်ဖြစ်ရင်တော့ဒီပွဲကဂိုးပေါ်ဖို့တေချာတလောက်ရှိမှာပါအဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲလေးမှာဂိုးပေါ်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ဘုံမောင်းနဲ့ Brentford ပေါ့ဗျာဘုံမောင်းနဲ့ Brentford ဆိုရင်အင်ကွင်းခြေစွမ်းမှန်နေတဲ့ကျွန်တော်တို့ဘုံမောင်းတင်ရတော့ဒီယာဒီမှာ Premier League မှာအင်ကွင်းမှာနှစ်ပွဲပဲရှုံးနေထားသေးတာပေါ့နော်ဘုံမောင်းကဒါပေမဲ့နောက်ဆုံးအင်ကွင်းမှာဘုံမောင်းခံစစ်ကဂိုးပုံမှန်ပေးနေရတယ်သူတို့ခံစစ်ကနည်းနည်းတည်ငြိမ်မှုရော့ကျနေတော့ပေါ့ဗျာဒါကြောင့်သူတို့နောက်ဆုံးအင်ကွင်း6ပွဲမှာအပြန်အလှန်တွင်းကိုတွေနဲ့ရှိခဲ့ပြီးမှ6ပွဲမှာ9ပွဲနိုင်ထားတဲ့ Brentford ကိုလည်းမိထားလက်ရှိ6ပွဲမှာနော်9ပွဲနိုင်ထားတဲ့ Brentford ရဲ့လက်ရှိခြေစွမ်း Premier League အဝေးကွင်းခြေစွမ်းကတော့အကောင်းဆုံးပုံစံမှာရှိနေတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အိမ်ကွင်းကောင်းတဲ့အသင်းရဲ့အဝေးကွင်းကောင်းတဲ့အသင်းရဲ့ထိပ်တိုက်တွေ့မှာပါဂိုးပေါင်းစီးကတော့3တရေပါဘာပဲပြောနှစ်သင်းစလုံးကဖွင့်ကန်တဲ့အသင်းတွေဂိုးရနိုင်တဲ့အသင်းတွေခံစစ်ကလည်းဘယ်လိုပြောမလဲအရင်တော့လို့ကျွန်တော်တို့မာထန်မရှိတော့ဘူးမင်းသွင်းငါသွင်းမယ်ဆိုတဲ့philosophy တွေဖြစ်နေပြီဖြစ်တဲ့အတွက်3တရေမှာကျွန်တော်ဂိုးဘော်လေးကိုပဲရွေးချင်တယ်ဂိုးဘော်ပေါ့နော်ဂိုးဘော်ရွေးချင်တယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးရွေးထုတ်ပေးပါဆိုရင်တော့ဘုံမောက် body လေးနဲ့ကျွန်တော်ရင်းချင်တယ်ဗျဘုံမောက် body က level 20 3D ဆိုတော့ကျွန်တော်ဘုံမောက် Asians ဖြစ်တဲ့အတွက်ဘုံမောက် body လေးနဲ့ကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ Burnley နဲ့ Everton နဲ့ Burnley ကကျွန်တော်တို့
ပေါက်ကြီးကတော့1ပေါင်20နှစ်နှုတ်100ပေါ့ဗျာအဆင့်8ထိ Everton တို့တက်လန်းလာတာအင်ကွင်းခြေစွမ်းကောင်းလို့မဟုတ်ဘူးအဝေးကွင်းခြေစွမ်းအရန်ကောင်းမွန်တဲ့အတွက်ကြောင့်ဒီအဆင့်ထိရောက်ရှိလာတာဖြစ်တယ်အဲ့အတွက်ကြောင့်မာဆေးဆိုင်ဒါဘီမှာအင်ကွင်း Premier League အင်ကွင်းနိုင်ပွဲရဖို့သူတို့အာယုံဆိုင်လာမယ်လို့ကျွန်တော်ထင်တယ်6ပွဲဆက်နိုင်ပွဲပြောင်းမှုကိုအဆုံးသက်ချင်နေတယ်ပေါ့နော်အင်ကွင်းမှာ6ပွဲဆက်သူတို့နိုင်ပွဲပြောင်းနေတယ်တန်းစင်းရဖို့များနေတဲ့ဖန်လီကတော့မထူးဆက်ခင်းလာမယ်အနေဒါအဲ့ဒီအတွက်ကြောင့်သူ့ရဲ့ပွဲစဉ်တွေကိုကြည့်ရင်အများတန်းဂိုးပေါ်နေတာကျွန်တော်တို့တွေ့ရတယ်ဒါအပြင်ဘန်လီက Everton ရဲ့အင်ကွင်းမှာနောက်ဆုံးတွေ့ဆုံမှုမှာ6ပွဲမှာ9ပွဲတိရှုံးနေထားတယ်1ပေါင်20ပေးတဲ့မာဆေးဆိုင်ဒါဘီမှာမာဆေးဆိုင်သားတွေပဲကျွန်တော်ယုံကျင်တယ်ဗျာ Everton body ကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဂိုးမပြတ်အောင်မှတကူအတာနဲ့နိုင်သွားမယ်လို့ထင်တယ်ပွဲတစ်ပွဲရွေးချယ်တဲ့အခါမှာပေါ့နော်ကျွန်တော်ရှုံးဖို့ထက်နိုင်ဖို့ထက်ဗျာမရှုံးဖို့ကိုကျွန်တော်အာယုံစိုက်ပြီးရွေးချယ်ပေးတာဖြစ်တဲ့အဲ့အတွက်ကြောင့်1ပေါင်20 Everton body လေးကိုရွေးချယ်ပေးချင်ပါတယ်နောက်ဆုံးတစ်ပွဲကတော့ကျွန်တော် League နဲ့ Sunderland ပေါ့ဗျာ League နဲ့ Sunderland ဆိုတာနောက်ဆုံးကန်ခဲ့တဲ့ League ဟာပေါ့နော်နောက်ဆုံးကန်ခဲ့တဲ့ Man City နဲ့ပွဲမှာသူတို့အဓိကအခွင့်အရေးတွေပေါ့နော်အဓိကအခွင့်အရေးတွေဖြုံးတီးခဲ့လို့ဒါမန်စီးတီးကိုမနိုင်ခဲ့တာဖြစ်တဲ့ဒါတောင်မှZ1ဆိုတဲ့ဇာလန်နဲ့ကတ်ရှုံးခဲ့တာဒီဟာဒီမှာအင်ကွင်းမှာစီးတီးအာဆင်နယ်နျူကာဆယ်တို့ကိုဂိုးမသွင်းနိုင်ခဲ့လို့ပေါ့နော်ကျွန်တော်လီအသင်းဟာ3ပွဲထိပဲနိုင်ထားတယ်3ပွဲရှုံးထားတယ်ပေါ့ဗျာနောက်ဆုံး Premier League 4ပွဲမှာတမတ်တာယူနိုင်ခဲ့တဲ့ Sunderland တော့အခြေအနေနစ်မြုပ်နေတယ်ပေါ့နော်ရေနစ်နေတဲ့အသင်းလို့လည်းပြောရမယ်နောက်ဆုံးခြေကလည်းအကြပဲရောက်နေတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့တွေးဆုံမှုမှာပေါ့နော်အဝေးကွင်းတွေးဆုံမှုမှာတို့နှစ်သင်းပေါ့နော်ထိပ်တိုက်တွေးဆုံမှုမှာ၄ပွဲမှာ3ပွဲအထိဆန်ဒါလန်တို့ရှုံးနေထားတယ်အဲ့ဒီအတွက်ကြောင့်လိကကြီးသဘောတရားရဆိုတော့ level 100ပြီးထားတယ်2နှုတ်60ဆိုရင်ကျွန်တော် league body လေးနဲ့ပဲကျွန်တော်အရေးစွန့်ကျင်ပါတယ်ဆန်ဒါလန်ကအဝေးကွင်းမှာဆိုယုံကြည်ရတဲ့အနေအထားမရှိဘူးလက်ရှိခြေစွမ်းကျနေတာဖြစ်တဲ့အတွက်ကျွန်တော် league body လေးကိုပဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ပေးထားတဲ့9ပွဲလေးကိုကျွန်တော်ပြန်ကောက်ပါမယ်ပထမအဆုံးပွဲစဉ်လေးကတော့ Wolf နဲ့ Liverpool မှာ Liverpool body လေးကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာဘာစီလိုနာနဲ့ Atletico မှာကျွန်တော်9ဘော်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာဘုံမောက်နဲ့ Brentford ဘုံမောက် body ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ကျွန်တော် Burnley နဲ့ Everton နဲ့ Burnley မှာ Everton body ကိုရွေးချယ်ပေးထားပါတယ် League နဲ့ Sunderland မှာကျွန်တော် League body ကိုပဲရွေးချယ်ပေးထားပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော် body ၄ပွဲကိုရွေးချယ်ပေးထားပြီးမှခိုးပေါင်းတစ်ပွဲကိုရွေးချယ်ပေးထားပါတယ်ကျွန်တော်မြစ်တာတစ်ခုရက်ခံချင်ပါတယ်ခင်ဗျာလောင်းကစားဆိုတာကိုပိုင်ငွေကြီးနဲ့ဆော့ရတာဖြစ်တဲ့အတွက်အကြိုက်တွင်တော့ like ဆော့ပါခင်ဗျာအကြိုက်မတွင်တော့ back ကန်နိုင်ပါတယ်ခင်ဗျာလောင်းနိုင်ပေါင်းနိုင်ကြပါစီပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးပိုင်းဆိုင်နိုင်ပြီးမှ YouTube ကအားပေးတဲ့ညီကိုတွေဆိုရင်လည်း subscribe လေးနဲ့အားပေးကြပါအောင် like လုပ်လေးလည်းနှိပ်ပေးကြပါအောင်ခင်ဗျာ Facebook နဲ့ TikTok ကညီကိုတွေလည်း like and share လေးနဲ့ကူညီပြီးမှကျွန်တော်ကိုဝင်ရောက်အားဖြစ်ပေးသွားလို့ရပါတယ်ကျွန်တော် Telegram channel မှာတပွဲကောင်း tip တွေကိုညတိုင်းတင်ဆက်ပေးနေတာဖြစ်လို့မနက်တိုင်းအပေါင်းပြဖို့ဆိုရင်ကျွန်တော် Telegram link လေးကို join ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲ good luck ပါ